လေရင်စီးရင်ကိုချေထောက်အောက်ကနေအမြင့်ပေတောင်းချီကရှုခင်းတွေကိုဖောက်ထွင်းမြင်နေရရင်ဘလောက်မိုက်မလဲအချို့လေကြောင်းလိုင်းတွေကဒီလို Trans-Siberian Flow လုပ်ဖို့တကယ်စိတ်ကူးခဲ့ပူပါတယ်ဒါပေမဲ့ဘာလို့အခုထိဖြစ်မလာသေးတာလဲဆိုတာသိပါသလားအဓိကပြဿနာကမှန်ကွဲသွားမှကြောက်လို့မဟုတ်ပါဘူးတကယ်တော့အထူးစီမံထားတဲ့ကျန်းခံမှန်တန်းပတ်ကလပ်တွေကိုသုံးလို့ရပါတယ်ဒါပေမဲ့လေရင်ပြန်တန်းတဲ့အမြင့်မှာအပြင်ဘက်အပူချိန်ကအလွန်မင်းအေးလွန်းပြီးလေဖိအားကွာခြားချက်ကလည်းအရန်များပါတယ်ဒါအပြင်လေရင်တက်ဆင်းလုပ်တဲ့အခါတိုင်းမှာလေရင်ကိုယ်တွေဟာအမြဲတမ်းတုန်ခါနေပြီးကြုံချင်းပွားခြင်းတွေဖြစ်နေတာပါဒီလိုလှုပ်ရှားမှုတွေကဘလောက်ပဲတမာတဲ့မှန်ဖြစ်အလွယ်တကူအကွဲသွားစေနိုင်ပါတယ်နောက်ဆုံးတစ်ချက်ကတော့အလေးချိန်ပါပဲဒီလိုမှန်တွေကလေရင်မှာသုံးတဲ့တထုတွေထက်အများကြီးပိုလေးပါတယ်ဒါကြောင့်လေရင်ရဲ့ပြန်တန်းနိုင်တဲ့အကွာအဝေးကိုရောကျစေုံတင်မကပဲစီစားနှုန်းကိုပါ20%အထိပိုများသွားစေနိုင်လို့ပါပဲတကယ်လို့သာဖောက်ထွင်းမြင်ရတဲ့ကျန်းပြင်ပါတဲ့လေရင်တွေတကယ်ရှိလာခဲ့ရင်ရောတင်ကောအမြင့်ပေ3000ကျော်ကနေအောက်ကိုမှုန်းကြည့်ပြီးစီးရဲပါမလား comment မှာပြောခဲ့ဦးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာပြိုကို follow လုပ်ထားဖို့မမေ့နဲ့ဦးနော်